Michael Carrick ကိုအမြဲတမ်းနီးပြအဖြစ်ခန့်အပ်သင့်ပြီလား United fan တွေအားလုံးပဲမင်္ဂလာပါအခုတစ်ပတ်အတွင်းမှာ Man U အသင်းနဲ့ပတ်သက်ပြီးစိတ်လှုပ်ရှားစရာသတင်းကောင်းတွေအများကြီးထွက်ပေါ်နေပါပြီပထမဆုံးအနေနဲ့ Man U ဟာလက်ရှိ Premier League ဇယားရဲ့အဆင့်3နေရာမှာရပ်တည်နေပြီးလာမယ့်ရာသီ Champions League ဝင်ခွင့်ကိုတရားဝင်အတည်ပြုနိုင်ခဲ့ပါပြီအထူးသဖြင့် Liverpool ကို3-2နဲ့အနိုင်ရခဲ့တဲ့ပွဲကတော့ဒီရာသီရဲ့အားရစရာအကောင်းဆုံးအချိန်ပါပဲနီးပြ Ruben Amorim ထွက်ခွာသွားပြီးနောက်ပိုင်းကြားဖြတ်နီးပြ Michael Carrick ဟာအသင်းကိုအံ့ဩစရာကောင်းအောင်ပြောင်းလဲပေးခဲ့ပါတယ်15ပွဲမှာ10ပွဲထိအနိုင်ရအောင်စွမ်းဆောင်ပေးခဲ့လို့အသင်းတာဝန်ရှိသူတွေကသူ့ကိုအမြဲတမ်းနီးပြအဖြစ်ခန့်အပ်ဖို့အခုပဲကမ်းလှမ်းပြီလို့သတင်းတွေထွက်ပေါ်နေပါတယ်လာမယ့်နိုယာသီမှာလည်းအသင်းကိုပိုအားကောင်းအောင်အတလန်တာကကွင်းလေလူအက်ဒန်ဆန်နဲ့လီယွန်းကတောင်ပန်ကစားသမားအဖွန်ဆိုမိုရီယာတို့ကိုခေါ်ယူဖို့အသင်းကအလေးအနက်စတင်ကြိုးပမ်းနေပါပြီကားရက်ကိုအမြဲတမ်းနီးပြအဖြစ်ခန့်အပ်တင်ပြီလို့သင်တို့ရောထင်ကြလားမန်ယူပရိသတ်တွေအမြင်ကိုကွန်မန့်မှာရေးပေးခဲ့ပါဦးနောက်ထပ်မန်ယူသတင်းတွေသိရဖို့ကျွန်တော်ရဲ့ channel ကို follow လုပ်ထားဖို့မမေ့နဲ့ဦးနော်